အားလုံးပဲမင်္ဂလာပါပတ်စံနေအများကြီးဝင်အောင်လို့ဘလို့တွေစုတောင်းရင်ရမလဲဘာတွေလုပ်ရမလဲဒါလေးတွေကိုကြည့်ပေးပါမယ်နော်အဲ့တော့နှစ်သက်ရာကတ်ကလေးတကတ်ကိုရွေးလိုက်နော်တကတ်ထက်တော့ပိုရွေးနေနော်ဒီကတ်ကလေးကိုရွေးထားတဲ့သူတွေအတွက်ပတ်စံနေအများကြီးဝင်စေခြင်းနဲ့ဆိုရင်တစ်ဖက်လူရဲ့အမှောင်ပယောဂတွေတစ်ဖက်လူရဲ့ကျိန်စာတိုက်မှုတွေမမိဖို့လိုအပ်တယ်အခုချိန်မှာလက်လာပါတွေပိတ်နေတယ်ငွေကြီးအကြီးရမယ်လမ်းတွေမမြင်ဘူးဆိုလို့ရှိရင်သက်ဆိုင်ရာကိုယုံကြည်ရတဲ့ဆရာတွေတက်ကြွနားလေတဲ့ဆရာတွေစီမှာကိုဒီအမှောင်ပယောဂအစာပင်အစိတ်ပင်ဒါတွေမိနေသလားဒါမျိုးလေးတွေစစ်ဆေးဖို့လိုအပ်ပါတယ်နော်အဲ့တော့ဒီကောက်ကိုရွေးထားတဲ့သူတွေကိုကြည့်ပေးပါမယ်ပတ်စံနေအများကြီးဝင်ချင်တယ်ဆိုလို့ရှိရင်ခရီးသွားတဲ့အခါမှာကုန်းလမ်းနဲ့သွားလို့ရတယ်ရေလမ်းနဲ့သွားလို့ရတယ်လေချောင်းလမ်းနဲ့သွားလို့ရတယ်လीနော်နီလမ်းနေအများကြီးရှိတယ်အဲ့ဒီတော့ပတ်စံရဖို့နီလမ်းကိုပုံသေးတစ်ခုတည်းမတွက်ထားပါနဲ့ပတ်စံရဖို့နီလမ်းကအများကြီးရှိတယ်ဆိုတာလေးကိုသတိရဖို့လိုပါတယ်ငါဒီလမ်းကနေပြီးတော့ဒီပတ်စံရမှာအချိန်တိုင်းဒီလမ်းကဝင်မှာပဲဆိုပြီးတော့တတိချာကြီးမတွေးထားပါနဲ့ဒီလမ်းကမဝင်ဘယ်လမ်းကဝင်မလဲဘယ်လမ်းကမဝင်ဘယ်လမ်းကနေပြီးတော့ပြန်ဆောင်မလဲဒါမျိုးလေးတွေကိုမှ backup ကို plan 2ခု3ခုထားဖို့လိုအပ်ပါတယ်အခုချိန်မှာစီးပွားရေးလမ်းကြောင်းတစ်ခုဖန်တီးနေတယ်စီစဉ်နေရဆိုလို့ရှိရင်လည်းဒီစီးပွားရေးလမ်းကြောင်းကပိတ်သွားရင်တခြားဘယ်ကနေလှည့်ပြီးတော့စူးစမ်းမလဲဆိုတာမျိုးလေးကို backup plan လေးတွေစဉ်းစားဖို့လိုအပ်ပါတယ်နော်အဲ့တော့ဒီကကိုရွေးထားတဲ့သူတွေအတွက်ကြည့်ပေးပါမယ်ငွေတော့ကြီးကြလာမအောင်မဆောင်ပါနဲ့နော်ကိုဘက်ကသူများစီကဖြတ်ခုတ်တယ်လို့ထင်ခံရရင်လည်းထင်ခံရပါစေကိုဘက်ကစပြီးတော့ action လုပ်ဖို့လိုအပ်ပါတယ်ကိုဘက်ကစပြီးတော့စီးပွားရေးနဲ့ပတ်သက်ပြီးစကားတွေများများပြောတော့မှသာပတ်စံတွေများများရမယ်နော်ထိုင်ဆောင်နေလို့တော့သူငါ့ကိုအလုပ်ပေးမှာပဲဆိုပြီးထိုင်ဆောင်နေလို့တော့မရအောင်နော်ဆိုတော့ဒီထိတ်ကကတ်ကလေးကိုရွေးထားတဲ့သူတွေအတွက်ကြည့်ပေးပါမယ်ကိစ္စရက်တွေအများကြီးလိုက်လုံနေလို့မရဘူးကိစ္စရက်10ခုမှာငွေဝင်အများဆုံးက6ခုပဲရှိမယ်ဆိုကျန်တဲ့4ခုကိုလက်လွတ်ရဲရပါမယ်နော်ရှိသမျှအကုန်လုံးကိုအိတ်သွန်ဖာမောက်လိုက်လုံနေလို့ရှိရင်တော့ငွေနည်းနည်းလေးပဲရမယ်နော်အဲ့ဒီကောက်ကိုရွေးထားတဲ့သူတွေကိုကြည့်ပေးပါမယ်ငွေကြေးရစရာလက်မှိုင်ချနေတယ်ဘယ်မှရစရာမရှိတော့ဘူးဘယ်မှရစရာမမြင်တော့ဘူးလို့တွေးနေတယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ဘေးပတ်ဝန်းကျင်ကိုကြည့်လိုက်ခရီးလေးခဏတစ်ဖြုတ်ထွက်လိုက်ခရီးဆိုတဲ့နေရာမှာလည်းနိုင်ငံရဲ့ခြားပဲဖြစ်ဖြစ်ပြည်တွင်းပဲဖြစ်ဖြစ်ခဏစိတ်လိုလက်ရလေးခရီးလေးထွက်ပြီးတော့သူများတွေစီကနေ inspire ယူပေါ့သူများတွေကဘယ်လိုမျိုး content creation တွေလုပ်နေလဲ content ကြီးတဲ့သူဆိုရင်လည်းသူများတွေကဘယ်လိုမျိုး content creation တွေလုပ်နေလဲသူများတွေကဘယ်လိုမျိုးအလုပ်တွေကိုဖန်တီးယူနေလဲဘယ်လိုမျိုးအလုပ်ကိုင်ခွင့်လန်းနေအသစ်တွေရှိမလဲဒါမျိုးလေးတွေရှာဖွေဖို့လိုအပ်ပါမယ်နော်ကိုယ့်ရဲ့လက်ရှိလက်ရင်းလုပ်နေတဲ့အလုပ်ကြီးတစ်ခုတွေကနေပဲငွေဝင်မယ်ဆိုတာမျိုးတစ်ထစ်ချတွေးလို့မရပါဘူးเนาะဒီကကလေးကိုရွေးထားတဲ့သူတွေကိုကြည့်ပေးပါမယ်သိပူပန်ခြင်းတွေကနေပြီးတော့ reality ကိုဖြစ်စေရเนาะငွေမရဘူးနဲ့စိတ်ပူပန်နေဒါကြီးကအမှန်တကယ်ဖြစ်လာလိမ့်မယ်အတွေးတွေကဖန်တီးယူမှုတွေဖြစ်လာလိမ့်မယ်ငွေကြေးပိတ်ပင်နေဆိုတာကိုယ့်အတွေးကနေဖန်တီးလိုက်လို့ဖြစ်လာတာဖြစ်တယ်တကယ်တမ်းဖြစ်เสียရှိတဲ့ reality မဟုတ်ဘူးအဲ့တော့ဒီကောက်ကိုရေးထားတဲ့သူတွေအနေနဲ့ငွေအများကြီးရကျင်နေဆိုငါငွေတွေအများကြီးဝင်နေပြီဆိုတာမျိုးကိုစိတ်ထဲမှာစိတ်ခွန်အားပေးဖို့လိုအပ်တယ်တကယ်လဲငွေဝင်ရမယ့်လမ်းကြောင်းတွေကိုလုံနေသလိုကိုယ့်ရဲ့စိတ်ထဲမှာလဲငွေဝင်မဲ့လမ်းကြောင်းတော့လုံလိုက်တာပဲပျက်စီးသွားမလားမသိဘူးဆိုပြီးတော့ negative thinking တွေမတွေးဖို့လိုအပ်တယ်နော်ဒီကောက်ကိုရေးထားတဲ့သူတွေအနေနဲ့ကအနာတွေဘာတွေဖြစ်ပြီဆိုလို့ရှိရင်အမယုတ်ကတော့ကြံခဲ့တာပဲအဲ့အမယုတ်ကဆေးတွေလိမ့်မှသာဖြစ်ဖြစ်ချင်းပျောက်သွားတာလीเนาะအဲ့ဒီခါကျတော့ကိုကအတိတ်မှာတော့ငွေကြေးနဲ့ပတ်သက်လို့ရှိရင် trauma ရထားတာမျိုးငွေကြေးနဲ့ပတ်သက်လို့ရှိရင်ခက်ခဲခဲ့တာမျိုးရှိရဆိုရင်အဲ့ဒီအတိတ်ကိုကဖြောက်နိုင်ဖို့လိုတယ်ငါအဆင်ပြေသွားမှာပါအတိတ်ကတော့အတိတ်မှာပဲထားခဲ့တော့ငါအခုကတော့အတွေ့အကြုံတွေရှိနေပြီရင်းချက်နေပြီအဆင်ပြေလာမှာပါဆိုပြီးကိုပြန်ပြီးတော့နှစ်သိမ့်တတ်ဖို့လိုတယ်အဲ့ဒီအတိတ်ကဖြစ်ခဲ့တဲ့အမားတွေထပ်မဖြစ်အောင်လို့သင်ခန်းစာယူဖို့လဲလိုသလိုအဲ့ဒီအတိတ်ကြီးဖြစ်လာမှာလားဆိုပြီးကိုချောင်းလန့်နေမဲ့စာငါအဆင်ပြေတော့မှာငါစိတ်ချမ်းသာတော့မှာငါအများကြီးတိုးတက်လာပြီအရင်ထက်အများကြီးအောင်မြင်နေပြီအရင်ထက်အများကြီးအတွေ့အကြုံရှိနေပြီဆိုပြီးတော့ကိုပြန်ပြီးနှစ်သိမ့်ပေးတတ်ဖို့လိုတယ်နော်အဲ့ဒါမှလည်းချမ်းသာတဲ့ငွေကြီးများတဲ့ကိစ္စတွေကိုလုပ်နိုင်မှာเนาะအဲ့တော့နောက်ဆုံးဒီတကက်ကိုရွေးထားတဲ့သူတွေအနေနဲ့ကအမားတွေထပ်တလဲမလုပ်ဖို့လိုအပ်တယ်ငွေကြေးရတော့ရှာနေတာပဲမရလာဘူးဆိုတာဘာကြောင့်လဲအမားတွေထပ်တလဲလုပ်နေလို့ဖြစ်တာဖန်တရားတင်နေတဲ့တူညီတဲ့အမားတွေပဲထပ်တလဲလုပ်နေတဲ့အတွက်ကြောင့်မလို့ငွေကြေးမရတာဖြစ်ပါတယ်เนาะအားလုံးပဲစိတ်ချမ်းသာရင်ကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေစိတ်နဲ့ဆန္ဒတသားရဲကြပါစေเนาะ